ဒီမာလေးကိုလေအေယာဝရီကမခင်နေစီတရှင်ဆိုပြပေးပါကိုကြီးရနော်ချစ်ကိုကြီးကလေကိုကြီးကြိုက်တယ်ဝတ်ပေါင်ကြောက်ဝယ်ကျွေးမယ်အေယာဝရီကမခင်နေစီဟုတ်ကဲ့မညာဦးလေးတတဲ့အေယာဝရီနောင်တိတ်ကအလေးလေးစီဘယ်တော့မှပြန်ဝင်ရမှာလဲနေဝင်တော့တောင်းကန်ကနေဝင်မောင်ကျင်းနေစီလုံးမြော်မိပြီတော့အရာမကကိုကြီးကောင်းလိုက်တာကိုကြီးကိုကြီးအေယာဝရီကမခင်နေစီဆိုတာလဲကောင်းတယ်လို့ကိုနီအတန်တယ်လည်းအရန်ကောင်းတာကိုနီတန်လေးကိုကြီးကလည်းဆိုတာတွေ့ပြီးတော့ဒီမှာချစ်တဲ့ပရိသတ်တွေကိုလည်းစိုးခိုင်းချင်တာပေါ့တော့ပါကိုနီတန်လေးအမျိုးတွေနားတော့မယုံတော့ပါကိုဒီကစက်သားကြောက်ကျင်းမယ်စက်သားကြောက်ကိုနီကအများကြီးဟာတော့ပါကိုနီကြိုက်တာဆိုမြေဦးလေးတွေမှာရေပွဲထားတော့ရေကုန်မြန်တို့ကြီးတချစ်စလေးများစွာကျူရင်ကိုပေးတော့ရေကုန်မြန်တို့ကြီးသူလည်းမပြောလိမ့်မီသူကြောင့်ပါပြောနိုင်လားကိုအရင်မိုက်တယ်ချက်ကိုအရင်တော့အကိုပိုင်ဆက်လို့ခေါ်ပါတယ်မိုင်းနဲ့ဆိုပြမယ်ညညမညတခဏမသွားသေးနဲ့ဦးတို့ကမျိုးကြီးလေးကိုမျိုးကြီးလမ်းဆောင်ကြီးချက်ကိုလုပ်ဟေးဒီဘက်ကမျိုးကြီးမဖိုက်ဝိုင်းလေနော်ပြီးမိုက်တဲ့ဆိုပြအခုလောဆိုမျိုးကြီးတပိုက်တကြောင်းပဲဖြစ်နော်ဘိုက်နဲ့ငါလည်းဖုန်းရင်းဝဲရမှာမမိုးတော့ဘုန်းကြီးဝတ်တင်ရှင်နေတယ်ပေါ့တော့ကိုမျိုးကြီးတကြောင်းမျိုးကြီးပဲပြေးတယ်တော့ဝေးကွာပြီဘော်ရီကင်းမဲငါခန်းဒီယောလေးချင်းဖြစ်သူကြတယ်မိုင်းတွေမဆာရမလို့နေဟာငါဘွားဖြစ်ဘူးကဲဆိုငါဟာနေတဲ့ဟိုပီခံစားတဲ့ကဲသူများလားဒီချိန်မှမင်းမရှိတာစိတ်လေးတယ်โอเคအဲ့လိုရပြီအာကျွန်တော်မြိုက်တယ်ပါလေစစ်တဲ့မျိုးလက်ကုံကနေကြားချင်ပါလေတော့ဒီကတည်းကမှကကျွန်တော်မြိုက်တယ်ပါလေချစ်ကိုကဲဝတ်ပေါင်ကြောက်စားပါမလားဟုတ်စားပါမလားဟေး